တခါကရွာလေးတစ်ရွာမှာမောင်ပန်းလာဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ်သူကပကြီးဝါသနာပါတယ်စံစဘာအိတ်ဟောင်းတွေပေါ်ငှက်ပြောရွက်တွေပေါ်အုံးလက်ဖွားတွေပေါ်မှာတောင်လက်တွေဆွဲကြည့်တယ်ဒါပေမဲ့သူ့ပကြီးကားတွေကိုရွာသားတွေကရဲကြတယ်ဒီကောင်လေးဘာဒီမြတ်ကြောင်တောင်ဆွဲနေတာလေပကြီးဆရာကြီးဖြစ်ချင်းတဲ့ကောင်လေးမောင်ပန်းလာစိတ်မကောင်းဖြစ်ပေမဲ့မလျှော့ဘူးတနေ့တော့ရွာကိုအကျော်အမော်ပကြီးဆရာကြီးတယောက်ရောက်လာတယ်မောင်ပန်းလာကသူ့ပုံလေးပြပြီးအကြံတောင်းတယ်ဆရာကြီးကမောင်ပန်းလာရဲ့ပုံလေးကိုငုံကြည့်ပြီးပြုံးလိုက်တယ်ဟေးကောင်မြင်လားဒီပကြီးကားကမင်းရဲ့အိမ်တော်ဖက်ကကြေးတွေကိုဆွဲထားတာဒါကရွာထိပ်ကရေရင်းကြီးဒါကမင်းအမေချက်တဲ့သမင်းအိုးမောင်ပန်းလာအံအားတင်သွားတယ်ဆရာကြီးကသူ့ပုံတွေကိုအကုန်မှန်အောင်ပြောနိုင်တယ်ဆရာကြီးကျွန်တော်ပုံတွေကိုယူရာသားတွေကရဲကြတယ်ဒါပေမဲ့ဆရာကြီးကတော့မင်းရဲ့ပုံတွေကလက်ရမမြောက်ဘူးဒါပေမဲ့မင်းရဲ့မျက်လုံးတွေကနှလုံးသားနဲ့မြင်တတ်တယ်ပကြီးဆရာဆိုတာမျက်စိနဲ့မြင်တဲ့အရာကိုဆွဲတာမဟုတ်ဘူးနှလုံးသားနဲ့ခံစားရတာကိုဖော်ကျူးတာဆရာကြီးကမောင်ပန်းလာကို3ရက်တည်းနေပြီးပကြီးပညာသင်ပေးတယ်ထွက်ခွာတော့မယ့်နေ့မှာဆရာကြီးကရွှေကျူးစင်တအေးပေးပြီးပေါ်တယ်ဒီရွှေကျူးစင်ပေါ်မှာမင်းရဲ့အိမ်မက်ကိုရေးဆွဲလိုက်ပြီးရင်ဒီပကြီးကားကိုမြို့တော်ကပကြီးပြိုင်ပွဲမှာဖျက်လိုက်မောင်ပန်းလာရွှေကျူးစင်ကိုယူပြီး3လကြာအောင်ဆွဲတယ်သူဆွဲတဲ့ပုံကရွာလေးရဲ့မနခေကြေးတွေရေတွင်းကြီးထမင်းလုံးနဲ့သူ့အမေရဲ့အပြုံးဒါပေမဲ့ပုံထဲမှာရွှေရောင်အလင်းတန်းတွေဖျားနေတယ်ပြိုင်ပွဲမှာလူတွေကမောင်ပန်းလာရဲ့ပုံကိုကြည့်ပြီးမျက်ရည်ကျကြတယ်တယောက်ကပြောတယ်ဒီပုံလေးကရွာလေးကငါအိမ်ရွာနဲ့တူလိုက်တာဒီအလင်းရောင်ကငါအမေရဲ့အပြုံးလိုပဲမောင်ပန်းလာပြိုင်ပွဲမှာပထမဆုရတယ်စုပေးပွဲမှာသူဒီလိုပြောခဲ့တယ်ကျုပ်တို့ပတ်ဝန်းကျင်မှာလှပတဲ့အရာတွေအများကြီးရှိပါတယ်ဒါပေမဲ့ကျုပ်တို့မျက်စိတွေကအဝေးကြီးကိုပဲကြည့်နေတာကြတယ်တကယ်တော့အနီးအနားကရိုးရှင်းတဲ့အရာလေးတွေမှာလေရွှေရောင်တွေရှိနေတတ်ပါတယ်မောင်ပန်းလာရွာကိုပြန်လာတော့ရွာသားတွေကသူ့ကိုပကြီးဆရာကြီးလို့ခေါ်ကြတယ်သူကတော့ပြုံးပြီးပြန်ပြောတယ်ကျုပ်တို့ရွာရဲ့ရွှေရောင်တွေကိုပုံဖော်ပြတဲ့သူမှာဒီပုံမြင်လေးရဲ့သင်ခန်းစာကတော့ကိုယုံကြည်မှုရှိပါကိုပတ်ဝန်းကျင်ကရိုးရှင်းတဲ့အရာလေးတွေမှာလေအလှတရားတွေရှိတတ်ပါတယ်စိတ်ရှည်နဲ့စူးစမ်းမယ်ဆိုရင်တနေ့ကိုယ့်ရဲ့အိမ်မက်တွေအကောင့်ထဲပေါ်လာမှာပါ